ကဲ့မင်္ဂလာပါရှင်အခုကျမတို့ကဒီ Save VOA ရဲ့တစ်နှစ်ပြည့်အခမ်းအနားမှာပေါ့နော်ကျမတို့ဝိုင်းဝန်းကူညီပြီးတော့ဆောင်ရွက်နေကြတာဖြစ်တယ်အဲ့တော့ဒါနဲ့ပတ်သက်ပြီးကျမတို့ပြောပြခြင်းတဲ့အတွက်အခုဒီ Save VOA ပွဲမှာတစ်နှစ်ပြည့်ဒီအထိမ်းအမှတ်အခမ်းအနားပွဲမှာလာပြီးတော့ကူညီတဲ့ကျမတို့ဒီ VOA မြန်မာဌာနကဒေါခင်ဖြူထွေးပေါ့နော်မက်ခင်ဖြူထွေးကျမတို့ကချစ်စလို့နဲ့တတဲလို့လည်းခေါ်ပါတယ်တတဲရေအတွေ့အကြုံပြောပါအောင်ရှင်ဟုတ်ကဲ့ဆိုတော့ဒါခဏလေးလို့တော့ထင်ရပါတယ်ပဲတစ်နှစ်ဖြစ်သွားပြီပေါ့နော်ကျမတို့တွေ VOA မြန်မာဌာနအပါဝင် VOA ဌာနကအတန်နဲ့အစီအစဉ်တွေရပ်တန့်မှုအတွက်ဒါသမ္မတဒေါ်နယ်ထရန့်အမိန့်နဲ့ပေါ့နော်ရပ်တန့်နေကြတာကိုတစ်နှစ်ပြည့်သွားပါပြီဆိုတော့တစ်နှစ်ပြည့်တဲ့အနေနဲ့ကျမတို့ဒီမှာ VOA မိသားစုတွေအားလုံးပြန်ပြီးတော့စုံကြတဲ့အခါမှာတကယ်လဲပြောရရင်တော့လေပြန်ပြီးတော့ကိုဒီလုတ်ဖော်ကန်ဖတ်တွေနဲ့ပြန်တွေ့ရတဲ့အခါမှာအရန်အားရှိတယ်ဒီလားအဓိကတော့အားပေါ့နော်ကျမတို့တစ်နှစ်ပြည့်သွားပြီဒါပေမဲ့ကျမတို့ Save VOA campaign ဒီဆက်ပြီးတော့အသက်ဝင်နေတယ်ဆက်ပြီးတော့အားကောင်းနဲ့ဆက်ပြီးတော့ရှိနေတယ်ကျမတို့ VOA ဌာနကြီးပြန်ပြီးတော့အရင်တစ်ချိန်ကလိုပြန်ပြီးလေပတ်နိုင်လို့တော့ရှိတဲ့ဝန်ထမ်းတွေအကုန်လုံးပေါ့နော်ကျမတို့ပါဝင်အရင်လိုပြန်လေပတ်နိုင်ပြီးတော့ကျမတို့စူးစမ်းနေတဲ့လှုပ်ရှားမှုတစ်ခုလည်းဖြစ်ပါတယ်ဒီနေ့ကတစ်နှစ်ပြည့်ဖြစ်တယ်လို့ကျမတို့ Save VOA campaign လှုပ်ရှားမှုတစ်ခုလို့ပြောရင်လည်းမမှားဘူးထင်ပါတယ်မင်းတင်နော်ဟုတ်ပါတယ်အခုဒီမိနစ်ကပေါ့နော်မတ်လ14ရက်နေ့မှာဒီသမ္မတထရန့်ကနေ VOA ကိုပိတ်သိမ်းမှုပေါ့နော်သူတို့စပြီးတော့ကျမတို့အားလုံးကိုadministrative leave ဆိုရဲဒီခွင့်ကိုပေးလိုက်တဲ့အချိန်ပေါ့နော်တနည်းပြည့်နဲ့တိုက်ဆိုင်နဲ့ကျမတို့ Save VOA ပြန်ပြီးတော့ရက်တီလှုပ်ရှားနိုင်မှုအတွက်သမ္မတထရန့်အစိုးရအဖွဲ့ကိုကျမတို့ဒီ American ရဲ့ဖွဲ့စည်းပုံခြေခံဥပဒေနဲ့အညီပြန်ပြီးတော့တရားစွဲတဲ့ဟိုစ조사ခဲ့တဲ့လှုပ်ရှားမှုတစ်နှစ်ပြည့်အထိမ်းအမှတ်လည်းဖြစ်ပါတယ်အဲ့အတွက်ကျမတို့ဒီ Save VOA ကိန်းမုတ်ကြီးလေးခွဲတယ်နော်ခွဲတယ်ကျမတို့ကိန်းမုတ်တွေရောနောက်ပြီးတော့ဒီဌာနတွေရလဲเนาะအသီးသီးစားစရာတွေကျမတို့မြန်မာဌာနကလည်းအုံထမင်းနဲ့ချက်သားချက်လာကြတယ်ပေါ့နော်ဆိုတော့အကုန်လုံးဒါမိသားစုတွေပြန်ဆုံကြတဲ့အထိမ်းအမှတ်ဖြစ်တယ်လို့ VOA ရဲ့အရေးပါတဲ့အခန်းကဏ္ဍကိုလည်းမေ့ပြောက်မသွားဘူးပေါ့နော်ဒါကျန်တဲ့ဟိုမိတ်ဆွေတွေလည်းအများကြီးပဲဒီမှာလာကြတယ် VOA ဌာနမှုဟောင်းဆိုလည်းဒီမှာပြန်ပါတယ်နောက်ဒါရိုက်တာဟောနောက်လက်ရှိဒါရိုက်တာမိုက်ပဲလာကြတယ်ဆိုတော့အဲ့တော့ကျမတို့အခု VOA ပြန်ပြီးတော့နှင်းထုံနိုင်လို့ပေါ့နော်ကျမတို့ဒီကမ္ဘာလုံးမှာတန်ပေါင်း360လောက်ရှိတဲ့ကျမတို့ရဲ့ပရိသတ်တွေအတွက်ပြန်ပြီးတော့တစ်ပတ်ကို VOA နားထောင်နေသူကတန်360လောက်ရှိပါတယ်အဲ့အတွက်ကိုကျမတို့ပြန်ပြီးထုတ်လွှင့်နိုင်ဖို့အတွက်ကျမတို့စူးစမ်းနေတယ်လို့အမြန်ဆုံးပြန်ပြီးတော့ထုတ်လွှင့်နိုင်မယ်လို့လည်းကျမတို့ပြောနေထားပါတယ်ရှင်ဟုတ်ကဲ့ပါအားလုံးကျေးဇူးအများကြီးတင်ပါတယ်